ကုန်စည်နှုန်းဘယ်လောက်တက်တဲ့ view size ဆရာမလို့တဲ့အနေထားမျိုးရှိသလားလို့မေးရင်ရှိတယ်လို့တော့ဖြေရမှာပဲဥပမာအနေနဲ့စီးပွားရေးလုပ်ငန်းတွေကိုကြည့်လိုက်ကုန်စည်နှုန်းဘယ်လောက်တက်တဲ့စီးပွားရေးလုပ်ငန်းတွေကတော့သူ့ဟာနဲ့သူလဲပတ်နေတာပဲဘာဖြစ်လို့လဲဆိုတော့ကုန်စည်နှုန်းတက်တာနဲ့အမျှသူတို့ရဲ့ဝန်ဆောင်ခတွေရောင်းစည်းတွေကိုလိုက်တင်နေလို့ပဲတကယ်လို့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကလူတွေမဖြစ်မနေလိုအပ်တဲ့ဝန်ဆောင်မှုရောင်းကုန်တွေပေါ်မှာတိစောက်ထားတယ်ဆိုလို့ရှိရင်ကုန်စည်နှုန်းကိုသိပြီးတော့ခေါင်းနဲ့ထည့်စရာမလိုတော့ဘူးအလားတူပဲအသိပညာရှင်အတတ်ပညာရှင်တွေကလည်းသူတို့ရဲ့ဝန်ဆောင်ခတွေဒီရောင်းစည်းတွေကိုအမြဲတမ်းတင်နေလို့ရတယ်ဒီအသိပညာအတတ်ပညာတွေကလူတွေအတွက်မဖြစ်မနေဝယ်ယူစားသုံးရမယ့်အရာတွေဖြစ်နေတဲ့ခါကြလို့ရှိရင်သူတို့ကခက်မှာပဲကုန်စည်နှုန်းတက်လေယူဆိုင်စရာမလိုဘူးတာမန်လူတွေအနေနဲ့ကတော့ကိုယ့်ရဲ့လောကနာစာအပြင်အပုံငွေတွေကိုဖန်တီးထားမှကုန်စည်နှုန်းကိုအန်တုနိုင်မှာဖြစ်တယ်အပုံငွေဖန်တီးတဲ့နေရာမှာလည်းကုန်စည်နှုန်းတက်တဲ့လောက်ကိုယ့်ရဲ့ဝင်ငွေတိုးလာတဲ့လမ်းကြောင်းပေါ်မှာတိစောက်ထားနိုင်မှအစီအမံမှာဖြစ်တယ်ဆိုတော့ကုန်စည်နှုန်းတက်တဲ့ပေါ်မှာအန်တုဖို့အတွက်ဘာတွေဘလို့စီမံထားကြလဲကောင်းမှမှမှန်သွားပေးကြပါဦးဗျာကျေးဇူးတင်ပါတယ်